ဇလန်ဆဆချင်းမှာပဲကုန်တင်သင်္ဘောကစီမုန်တိုင်းမိပြီးနစ်မြုပ်သွားတဲ့တွာ ROZZUM 7134အတူက Ross ဆိုတဲ့ဇာတ်ရုံမလေးဟာလူသူခိမဲ့နေတဲ့တောရိုင်းကျွန်းတစ်ခုပေါ်ကိုတောင်းတင်လာခဲ့ပါတယ်။ Ross ရဲ့ program ကလူတွေခိုင်းတဲ့အလုပ်ကိုလုပ်ပေးဖို့တက်တက်ပဲဖြစ်ပေမဲ့ဒီကျွန်းမှာလူတစ်ယောက်မှမရှိပါဘူး။သူမကတရိษံလေးတွေကိုလိုက်ပြီးအကူအညီပေးဖို့ကြိုးစားပေမဲ့တတဝါတွေကသူ့ကိုဘလူးကြီးတစ်ကောင်လိုထင်ပြီးကြောက်လန့်ထပ်ဖြစ်ကြပါတယ်။ဒါနဲ့ Ross ဟာတတဝါတွေရဲ့ဘာသာစကားကိုနားလည်အောင်နေ့ရက်အတော်ကြာအချင်းယူပြီးလေ့လာခဲ့ပါတယ်။ဒီနေ့မှာတော့ Ross ဟာမတော်တဆတစ်ခုကြောင့်ဝမ်းနည်းစရာကောင်းလောက်အောင်ငန်းတိုက်တစ်ခုကိုဖျက်ဆီးမိရတာဖြစ်သွားပါတယ်။အဲ့ဒီတိုက်ထဲကနေမကွေးမအပ်ပဲကြံခဲ့တာဆိုလို့ငန်းဦးလေးတူတယ်ပါ။အဲ့ဒီဦးလေးထဲကအကောင်ပေါက်လာတဲ့ငန်းပေါက်လေး Pride Bill ဟာမျက်စိဖွင့်ဖွင့်ရင် Ross ကိုမြင်လိုက်ရတဲ့အတွက် Ross ကိုသူ့အမေအရင်လိုထင်သွားပါတော့တယ်။ program ဆွဲထားတဲ့ဇာတ်ရုပ်တရုပ်အနေနဲ့ကလေးထိန်းရတဲ့အလုပ်ကတော်တော်လေးကိုခက်ခဲပါတယ်။ဒါပေမဲ့တိုးဝတ်မာကြီးတကောင်က Ross ကိုတာဝန်တစ်ခုပေးလိုက်ပါတယ်။အဲ့ဒါကတော့စောင်းရသည်မရောက်ခင်ငန်းပေါက်လေးကိုအစာရှားတက်ဖို့ရေကူးတက်ဖို့နဲ့ပြန်တန်းတက်ဖို့တင်ပေးရမယ်ဆိုတာပါပဲ။ဒီတာဝန်ကိုထမ်းဆောင်ဖို့အတွက် Ross ဟာကျွန်းပေါ်ကကောက်ချစ်ပြီးမဲ့အကြီးညာနေတဲ့မြေခွေးလေး Fink နဲ့အပေးယူလောက်ပြီးမိတ်ဆွေဖွဲ့ခဲ့ပါတယ်။မြေခွေးလေး Fink နဲ့ Ross တို့ရဲ့ပြုစုပြောင်းထောင်မှုအောက်မှာငန်းလေး Pride Bill ဟာတဖြည်းဖြည်းကြီးပြင်းလာပါတယ်။ဒါပေမဲ့တခြားငန်းတွေက Pride Bill ကိုဇာတ်ရုပ်ကမွေးတဲ့အကောင်ဆိုပြီးခွဲခြားဆက်ဆံကြပါတယ်။ဒါတွေကိုဂယုံဆိုင်ပဲ Ross ဟာ Pride Bill ကိုပြန်တန်းတက်အောင်အစွမ်းကုန်တင်ပေးခဲ့ပြီးနောက်ဆုံးမှာတော့ Pride Bill တရားတခြားငန်းတွေနဲ့အတူစောင်းခိုခရီးစဉ်ကိုအောင်မြင်စွာထွက်ခွာသွားနိုင်ခဲ့ပါတယ်။ကလေးကိုလွတ်လိုက်ရတဲ့နောက် Ross ရဲ့တာဝန်ပြီးဆုံးသွားပြီမဲ့ကျွန်းပေါ်မှာအလွန်ကြမ်းတမ်းတဲ့ဆောင်းရာသီကြီးရောက်လာပါတယ်။ Ross ဟာသူ့ရဲ့ program တွေကိုချိုးဖျက်ပြီးအေးခဲတည်ဆုံးတော်မဲ့တရိษံလေးတွေအားလုံးကိုသူ့ရဲ့နွားထွေးတဲ့တဲအိမ်လေးထဲမှာခေါ်ထားပေးခဲ့ပါတယ်။အသားစားတတဝါတွေနဲ့အပင်စားတတဝါတွေကိုလည်းတကောင်နဲ့တကောင်မယိုင်မှုကြဖို့သဘောတူညီချက်ယူပေးပြီးကျွန်းပေါ်ကတတဝါအားလုံးတို့ကေတင်စင်ကြီးထီလာခဲ့ပါတယ်။နှွေဦးရောက်လာတဲ့အခါ Bright Bill လက်ကျွန်းကိုပြန်ရောက်လာပြီးတားမိသမယောက်ပြန်လဲဆုံတွေ့ကြပါတယ်။ဒါပေမဲ့ပျော်ရွှင်မှုကတိတ်မကြလိုက်ပါဘူး။ Ross ကိုထုတ်လုပ်ခဲ့တဲ့ company Universal Dynamics က Ross ကိုပြန်ဖမ်းဖို့ဖျက်ဆီးရေးဇာတ်ရုပ်တွေကိုဆေးလွှတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာတော့ Ross ဟာအရင်ကကြောက်စရာဇာတ်ရုပ်ကြီးမဟုတ်တော့ပဲကျွန်းပေါ်ကတတဝါတိုင်းရဲ့မိသားစုဝင်တကူဖြစ်နေပါပြီ။ဒါကြောင့်မြေခွေးလေး Fink နဲ့ငန်းလေး Pride Bill နဲ့တတဝါအားလုံးပူးပေါင်းပြီး Ross ကိုကာကွယ်ဖို့အတွက်ဖျက်ဆီးရေးဇာတ်ရုပ်တွေကိုအသေးလဲတိုက်ခိုက်ကြပါတော့တယ်။နောက်ဆုံးမှာတတဝါတွေအနိုင်ရသွားပြီမဲ့ကုမ္ပဏီကနောက်ထပ်ဇာတ်ရုပ်တွေထပ်လွှတ်ပြီးဒီကျွန်းကိုဖျက်ဆီးပစ်တော့မှာကို Ross တည်နေပါတယ်။ဒါကြောင့်သူ့ချစ်တဲ့သားလေး Bright Bill နဲ့တငယ်ချင်းတွေကိုကာကွယ်ဖို့အတွက် Ross ကိုလိုက်ကုမ္ပဏီကိုပြန်လိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်ဆုံးနှုတ်ဆက်တဲ့အခန်းလေးကတော့ကြီးရှုသူတိုင်းကိုမျက်ရည်မစင်နိုင်အောင်ဖြစ်စေမှအသေးကြပါတယ်။ The White Robot ဟာတာမန်ကာတွန်းကားတကားမဟုတ်ဘဲမြေတားတရားဆိုတာတွေးသားတော်ဆက်မှုမျိုးတော့ဗီဒီနေနဲ့မဆိုင်ပဲနှလုံးကလာတဲ့အရာဖြစ်တယ်ဆိုတာသက်သေပြသွားတဲ့ရုပ်ရှင်ကောင်းတကားပါ။ဇာလန်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီ။အဆုံးထိကြည့်ပေးတဲ့ကကျေးဇူးတင်ပါတယ်။